မင်္ဂလာပါပြည့်တဲ့ကြီးတို့ရေမွန်လိုင်းစတိုရီယိုအမန် channel မှာကြိုဆိုပါရရှင်ဗီဒီယိုလေးမစခင်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်ကျမကရှင်မေသွားခဲ့တဲ့လူတစ်ယောက်ပါကောင်မလေးရဲ့စကားကြောင့်အောင်ခန့်ခဏလောက်စကားမပြောနိုင်တော့ဘူးမင်းကိုငါမေသွားခဲ့တယ်ကောင်မလေးကတိတ်တိတ်လေးခေါင်းညှိပြလိုက်တယ်။လွန်ခဲ့တဲ့9နှစ်ကအဲ့ဒီစကားကိုကြားလိုက်တာနဲ့အောင်ခန့်ရဲ့မျက်နှာအယောင်ပြောင်းသွားတယ်။9နှစ်ကသူ့စိတ်ထဲမှာမေးပြောင်နေခဲ့တဲ့အမှတ်တရတစ်ခုပြန်ပေါ်လာခဲ့တယ်။မိုးရွာနေတဲ့နေ့ဆေးရုံတစ်ခုငိုနေတဲ့ကောင်မလေးတယောက်ဒါပေမဲ့မျက်နှာကိုတော့မမှတ်မိဘူး။မင်းနာမည်ကပါလဲအောင်ခန့်မေးလိုက်တယ်ကောင်မလေးကမျက်ရည်တွေကိုတုပ်ရင်းတဖြည်းဖြည်းချင်းပြောလိုက်တယ်ဒဇင်သူမယုံနိုင်သလိုပြန်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲဒဇင်ကတူမရဲ့လက်ကဝေကိုပြလိုက်တယ်လက်ကဝေပေါ်မှာအောင်ခန့်တစ်ချိန်ကပေးခဲ့ဘူးတဲ့ကျိုးလေးတစ်ချောင်းရှိနေသေးတော့တယ်